ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ software လေးကို typing software ကိုအရင်ဆုံးပေါ့လေ install လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ Visual Typing ရဲ့ Maybe Bitcoin ရဲ့ Unicode Typing Tutor ရဲ့3မျိုးရှိတယ်ပေါ့နော်ကျွန်တော်လုံးမဲ့ဥစ္စာကိုတက်တော့ပေါ်မှာကျွန်တော်extract ဖြည့်ပေးမယ်နော်ဟုတ်ကဲ့software ပေါ်မှာ right click ကိုနှိပ်ပြီးတော့extract here ကိုနှိပ်ပါပြီးလို့ရှိရင် password အနေနဲ့ Goran Cafe လို့ရိုက်ထည့်ပေးပါခင်ဗျာပြီးရင် okay ကိုနှိပ်ပါဘေးမှာ Visual Typing ဆိုပြီးတော့ file လေးတစ်ဖိုင်ကြာလာပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့extract လုပ်ပါမယ်ဒီမှာလဲ Goran Cafe ဆိုပြီးတော့ password လေးရိုက်ထည့်ပေးပါဟုတ်ပြီနောက်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့ extract လုပ်ပါမယ်extract လုပ်လို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့software လေးတွေကို install မှမှာဖြစ်ပါတယ်Visual Typing ဆိုတဲ့ file လေးတွေကိုဝင်လိုက်ပါအဲ့မှာ Visual Typing Tutor ဆိုပြီးတော့ application ပေါ်နေပါလိမ့်မယ် application လေးပေါ်မှာ right click ထောက်ပြီးတော့ run administrator နဲ့မောင်းပါခင်ဗျnext ကိုနှိပ်ပေးပါပြီးတော့ရင်လည်း next ကိုပဲဆက်ပြီးနှိပ်ပေးတော့ပါဒီမှာလည်းဘာမှပြောင်းကြမလို့ပါဘူး next ကိုပဲနှိပ်ပါပြီးရင် install ကိုနှိပ်ရင်ရပါပြီပြီးရင် finish ကိုနှိပ်လိုက်ပါကျွန်တော်ကတော့ website ထဲကိုရောက်မသွားအောင်လို့မှန်ကြီးလေးဖြုတ်လိုက်မယ်နော်နောက်တစ်ခု maybe background ကိုထပ်ပြီးတော့ install လုပ်မှာဖြစ်ပါတယ်အဲ့ဒီမှာလဲ set ဆိုတဲ့ဟာလေး application လေးကို right click ထောက်ပြီး run administrator နဲ့ပဲပြန်ပြီးတော့ဝင်သွားလိုက်ပါခင်ဗျပြီးရင် next ကိုနှိပ်ပါဒီမှာ ISS တဲ့ license ဆိုတာလေးကိုရွေးပေးပါခင်ဗျဟုတ်ကဲ့ပြီးရင် next ကိုပဲဆက်နှိပ်ပါ install ကိုနှိပ်လိုက်ရင်ရပါပြီဟုတ်ကဲ့ finish ကိုနှိပ်ပါဒီမှာမှားချောင်းလေးကိုနှိပ်ပြီးတော့ထွက်လိုက်ရင်ရပြီနော်ဟုတ်ပြီနောက်တစ်ခု Unicode Typing Tutor ကိုထပ်ပြီး install လုပ်ပါဒီမှာတော့install ကိုနှိပ်ပြီးတော့ run ရပါပြီဟုတ်ကဲ့ next ကိုနှိပ်ပါဒီမှာတော့ဘယ်ဟာကိုပဲရွေးရတယ်နော်ဟုတ်ပြီ next ကိုပဲနှိပ်ပါ next ကိုပဲနှိပ်ပေးပါဒါဆိုရင် close ကိုနှိပ်လိုက်ရင်ရပါပြီဒါဆိုရင်ဒီမှာ software လေး3ခုလုံးသွင်းပြီးသွားပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင် Visual Typing Tutor ကိုစပြီးတော့လေ့လာကြည့်လိုက်အောင် Visual Typing Tutor ထဲမှာဆိုရင်ကျွန်တော်တို့မြန်မာစာကိုပြည်ထောင်စုဖောင်းနဲ့လေ့ကျင့်လို့ရမှာဖြစ်ပါတယ်ဒီမှာဘယ်ဟာကိုနှိပ်ရမယ်ဆိုတဲ့ပုံလေးတွေလည်းပြထားပေးပါတယ်ခင်ဗျကပါမမယာညာညာလာတာတာညခာငါစာယမမဝဝထထကဒီမှာ lesson တွေကိုပြောင်းပြီးတော့လည်းလေ့ကျင့်လို့ရပါသေးတယ်ဘေးအများလေးကိုနှိပ်လိုက်မယ်ဆို lesson တွေပြောင်းသွားမှာဖြစ်ပါတယ်ဒါဆိုရင်လေ့ကျင့်လို့ရပြီပေါ့နော်ဟုတ်ကဲ့ကျွန်တော်တော့ထွက်လိုက်ပါမယ်ဘေးတောင်မှာရှိတဲ့ crossing လေးကိုနှိပ်ပြီးတော့ H နဲ့ထွက်ရင်ရပါပြီဟုတ်ပြီ maybe background ကိုထပ်ပြီးတော့လေ့ကျင့်ကြည့်ပါမယ် Please select your name from the list or click new to create a new user. new ကိုနှိပ်လိုက်ရတယ် delete ကိုနှိပ်လိုက်ရပါတယ် name change ခိုင်းတာပါအသုံးပြုမဲ့သူရဲ့ name ကိုရိုက်ထည့်ပေးလို့ရပါတယ်ဒီမှာ enter name ဟီးနေရာမှာဖြတ်ပြီးတော့နာမည်လေးရိုက်ထည့်လိုက်မယ်ကျွန်တော်တို့ golden couple လို့ပဲရိုက်လိုက်ပါမယ်ကျ
င်တာဘာမှမပြောင်းရပါဘူးဟုတ်ကဲ့ okay ကိုပဲနှိပ်ပေးပါဟုတ်ပြီဒီနေရာမှာ lesson လေးလေ့ကျင့်မလား practice လေ့ကျင့်မလားမဟုတ် game နေနဲ့ပဲလေ့ကျင့်မလားမျိုးစုံလေ့ကျင့်လို့ရရင်နော်ကျွန်တော် game နဲ့တောင်းဝင်ပြမယ်ဒီထဲမှာလည်း game တွေမျိုးစုံပါပါတယ်တိုက်တဲ့တရားနဲ့ type လေ့ကျင့်လို့ရတယ်ဒါကတော့တော့များပုတ်တူ game လေးပေါ့ Type the characters on the ants as they appear to feed the hungry chameleon. မှားသွားရင်အဲ့တော့အကောင်လေးကအော်ပြီးတော့ပြုတ်ကျသွားပါလိမ့်မယ် STS ဘာမှမပါတဲ့တည့်ရလေးလေးနေမှာတော့space bar လေးကိုနှိပ်ပေးရမှာပါဒါကသူပြီးသွားတဲ့အချိန်ပေါ့နော်စလုံးလေးတွေကိုလိုက်ပြီးတော့ရိုက်ကြည့်လိုက်ပါYou're doing a wonderful job. ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြရမယ်ပေါ့နော်ဒီမှာအန်လေးကိုနှိပ်ပြီးကျွန်တော်တို့ထွက်လို့ရပါပြီဆက်ခွန် WBM ဆိုတာကျွန်တော်တို့ရဲ့ရိုက်တဲ့နှုံလေးကိုပြပြီးတော့ပါတယ်ပြီးရင်တော့ကျွန်တော် home ကိုနှိပ်ပြီးတော့H နဲ့ထွက်ပါမယ် yes ကိုပဲနှိပ်ပါမယ်နောက်တစ်ခုအနေနဲ့ကြည်တောင်စု typing tutor လေးကို Unicode typing tutor ပေါ့နော်ဒီဟာလေးကိုကျွန်တော်ဆန်းပြပေးမှာဖြစ်ပါတယ်software လေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်software လေးကိုရောက်ပြီဆိုလို့ရှိရင်အပေါ်မှာ name ဆိုတဲ့နေရာမှာကိုကြိုက်တဲ့ name လေးကိုချိန်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာ language ဆိုတဲ့နေရာလေးမှာကတော့ကျွန်တော်တို့အများလေးကိုနှိပ်ကြည့်မယ်ဆိုရင် English ရဲ့ပြည်ထောင်စုရဲ့ကိုကြိုက်တဲ့ရာကို typing လုပ်ပြီးတော့လေ့ကျင့်လို့ရပါတယ်ပြည်ထောင်စု font ကိုပြုလုပ်ချင်လားအင်္ဂလိပ်ကိုလေ့ကျင့်ချင်လားလေ့ကျင့်လို့ရပါတယ်ပြီးရင် login နဲ့ဝင်လိုက်မယ်ဆိုရင်အခုလိုမျိုးကြပြလေးတွေနဲ့စပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ဒီမှာတော့မြန်မာစာလောက်ကကိုအရင်ဆုံးပြောင်းထားမှာဖြစ်ပါတယ် control shift ကိုနှိပ်ပြီးတော့မြန်မာစာကိုပြောင်းလိုက်ပါမယ်ဟုတ်ဒီဟာလေးတွေကိုဒီကြည့်မှားလို့ရှိရင်သူကအနီရောင်လေးစာကြောင်းလေးကပြောင်းသွားမှာဖြစ်ပါတယ်စာပြီးတဲ့အထိသူရေးလိုက်လို့ရှိရင်တစ်ခုပြီးတစ်ခုအကုန်ပြီးသွားမှာဖြစ်တယ်ပြီးရင်lesson 1 2 3မိမိ style နဲ့တက်ရကိုပြောင်းပြီးတော့လည်းလေ့ကျင့်လို့ရမှာဖြစ်ပါတယ်ကခုံပြီးဆိုင်တွေပုံတွေကြည်ပြီးတော့ရင်ဇာတ်လေးပေါ်လာမှာဖြစ်ပါတယ်next ကိုထပ်နေမယ်ဆိုလို့ရှိရင်တခြား lesson တစ်ခုကိုပြောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နှိပ်မပြတော့ပါဘူးเนาะဒါတော့ပါပဲခင်ဗျာ